မင်္ဂလာပါရှင်ဒီကနေ့လိပ်စာထွေမှရရှိထားတဲ့သတင်းတွေကတော့လက်ကီမဲဟိုတယ်ရှိစစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်ဖွဲ့မှတက်ခိုက်နေဆဲဖြစ်တဲ့တဲ့ပြည်သူ့စစ်အဖွဲ့ကောင်းဆောင်တန်ကူးတန်ကလန်စေပြည်သူ့စစ်အဖွဲ့ကိုပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားစာပေးပူးတဲ့တဲ့နဲ့ပင်လယ်ဘူးမြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီးတက်ခိုက်တင်ပိုက်လိုက်တဲ့တဲ့တင်ကိုကျွန်မမွန်းချာကနေတင်ဆက်ပေးကြပါမယ်KIA အမတ်ကိုတပ်မဟာပူးပေါင်းတပ်ဖွဲ့များကဖက်ကန်ဆိုင်တောင်ကျေးရွာလက်ကီမန်ဟိုတယ်ဝင်းရှိစစ်ကောင်စီတပ်စခန်းကိုအော်တိုဘာလ10ရက်နေ့အထိတိုက်ခိုက်နေဆဲဖြစ်ကြောင်းသိရပါတယ်။ဆိုင်းတောင်ကျေးရွာရှိလက်ကီမန်ဟိုတယ်ဝင်းအတွင်းစကန်ချနေရီစစ်ကောင်စီတပ်များကိုစက်တဘာလ9ရက်နေ့ကစပြီး KIA ပူးပေါင်းတပ်ဖွဲ့များကစတင်တိုက်ခိုက်နေတာဖြစ်ပါတယ်။တစ်ဆက်တည်းမှာပဲဆိုင်းတောင်ယူမကြောက်မြတ်ဝိုင်းအတွင်းစကန်ချနေရီစစ်ကောင်စီတပ်ကို KIA ပူးပေါင်းတပ်များကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ရှေ့တန်းတင်ရင်မြစ်ထံကသိရပါတယ်။တိုက်ပွဲဖြစ်ပွားနေရတော့ဖက်ကန်တပ်မကုန်းကလည်းလက်နက်ကြီးများပစ်ကူပေးနေရပြည်သူများနေထိုင်သည့်နေအိမ်များအပေါ်ကြာရောက်ပောက်ကွဲတာကြောင့်နေအိမ်အများအပြားထိခိုက်ပျက်စီးပြီးအော်တိုဘာလ10ရက်နေ့အထိဆိုရင်ပြည်သူ38ဦးထိခိုက်ဒဏ်ရာရက19ဦးသေဆုံးပြီးပြည်သူ9000နီးပါးစစ်ရှောင်နေရကြောင်းစုံစမ်းသိရပါတယ်ရှင်။ခေါင်လံဖူးပြည်သူ့စစ်အဖွဲ့ကောင်းဆောင်ပြည်သူတန်ကူးတန်ကလန်စေဒေတာအတွင်ရှိပြည်သူ့စစ်အဖွဲ့များချစီရဲများပူးပေါင်းဆောင်ရွက်ရန်ညွှန်ကြားစာပေးပို့ခဲ့တယ်လို့ပြည်သူ့တူကသတင်းပေးချက်အရသိရပါတယ်။၎င်းစာမှာလန်စေပြည်သူ့စစ်အဖွဲ့ကစစ်ကောင်စီနဲ့လိုအပ်လင်လိုအပ်တယ်လို့ဒေတာအတွက်ပူးပေါင်းဆောင်ရွက်လက်ရှိတဲ့အဖွဲ့ဖြစ်ကြောင်းထိတွင်ရေးသားထားတာတွေ့ရပါတယ်။ဘူတောက်ခရိုင်ဆွမ်ဘရာဘုမြို့ချီဖွေခရိုင်ချီဖွေမြို့နဲ့ဆော့လော်မြို့တွေကိုအကြမ်းဖက်အဖွဲ့တွေကဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားပြီးပြည်သူလူထုအလွန်ဆင်းရဲဒုက္ခရောက်နေတယ်လို့ညွှန်ကြားစာမှာရေးသားထားတာတွေ့ရပါတယ်။ KIA နဲ့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကိုအကြမ်းဖက်အဖွဲ့တွေလို့ထိတွင်ရေးသားထားပါတယ်။လန်စေဒေတာပြည်သူ့စစ်အဖွဲ့တွေအနေနဲ့မိမိတာဝန်ယူနေရတော့ဒေတာတည်ငြိမ်အေးချမ်းရဲ့အတွက်ပူးပေါင်းလှုပ်ရှားဆောင်ရွက်ရာညွှန်ကြားထားတာကိုတွေ့ရပါတယ်။လက်ရှိမှာလည်းလန်စေပြည်သူ့စစ်နဲ့တန်ကူးတောင်ပြည်သူ့စစ်အဖွဲ့တွေပူးပေါင်းပြီးတောင်သုံးလုံးလမ်းရှေ့တန်းဖက်စစ်ရဲလှုပ်ရှားသွားလာနေတာတွေ့ရှိရတယ်လို့သတင်းထောက်ရှေ့မုံကပေးပို့ထားပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရအမတ်စစ်ဒေတာကောလင်းခရိုင်ရှိပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းပြီးစကိုင်းတိုင်းရှိပင်လယ်ဘူးမြို့ကအော်တိုဘာလ10ရက်နေ့နနက်ပိုင်းတွင်အပြီးတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်တင်အရင်မြစ်ထံကသိရပါတယ်။ပင်လယ်ဘူးမြို့ရှိစစ်ကောင်စီတပ်စခန်းခမာယ16ခမာယ363ခမာယ368ခလာယ89ခမာယ131ခလာယ301တပ်ရင်းများနဲ့ရဲ SNA ဗျူစော်တီတပ်ဖွဲ့များကိုပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပူးပေါင်းပြီးဩဂုတ်လ15ရက်နေ့ကစတင်တက်ခိုက်ခဲ့ရာယနေ့နနက်ပိုင်းတွေတက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ပင်လယ်ဘူးမြို့တိမ်တိုက်ပွဲတွေစစ်ကောင်စီတပ်ဖွဲ့များထမှစစ်လက်နက်အများပြတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ဗမာတိုင်းတပ်ပါတာဖြင့်တည်တင်ဆက်မှုအစီအစဉ်ကိုကြည့်ရှုတို့ပရိသတ်အပေါင်းရွှေလန်းချမ်းမြေ့စားပါစေရှင်။